ဒီကထာလေးအလွတ်ရရင်ရမ်းကောင်းတယ်လေးနေတဲ့ဉာဏ်ပညာဖြစ်ပေါ်မယ်အဓိပ္ပာယ်နားလည်မှုနဲ့ရွတ်ဆိုမယ်ဆိုရင်ပေါ့လေဇာတတမရဏဟောတိဇာတောဒုက္ခနိဖုဒ္ဓတိဗန္တံဝရံပရိကလေတတတ္တမဇာတိနာရောစီဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်သေချာပေါက်သေကိုသေရလိမ့်မယ်ဇာတိကိုဘာကြောင့်မကြိုက်တာလဲဆိုတဲ့ခိုင်မာတဲ့အကြောင်းပြချက်သေခြင်းကိုဖြစ်စေတဲ့အရာမို့လို့တနည်းအားဖြင့်သေမဲ့အရာကြီးမို့လို့မကြိုက်တာဘာကြောင့်သေတယ်လဲသေခြင်းတရားကိုအကြောင်းပြချက်တောင်းတဲ့အခါမှာသူပေးတဲ့အကြောင်းပြချက်ကဇာတိဖြစ်နေအဲ့ဒီနေရာကွာတာပဲကျွတ်တို့ရဲ့ဉာဏ်နဲ့ဟုတ်လားကျွတ်တို့ကလူတယောက်သေပြီဆိုရင်ဘာလို့သေတာတုံးလို့မေးရင်မွေးလာလို့သေတာပေါ့ကွာလို့ဘယ်နှယောက်ဖြေတယ်လဲမဖြေဘူးဘလို့ဖြေတော့ယောဂဖြစ်လို့ကင်ဆာဖြစ်လို့ဘာဖြစ်လို့ညာဖြစ်လို့အမျိုးမဆုံးနိုင်တဲ့အကြောင်းတရားတွေကိုပဲပြောတာမဟုတ်လားအဲ့ဒါကိုမှားသလားဆိုတော့မမှားပါဘူးလောကအနေနဲ့မှန်ပါတယ်ဟုတ်လားဒါပေမဲ့ဒီအဖြေလောက်တော့မမှန်မွေးဖွားလာလို့သေရတယ်ဆိုတဲ့အဖြေလောက်တော့မမှန်ဆိုရပါစို့ကင်ဆာဖြစ်လို့သေရတာလို့ပြောမယ်ဆိုရင်ကင်ဆာမဖြစ်ရင်တော့မသေးဘူးလို့အဓိပ္ပာယ်ထွက်နေတယ်ကင်ဆာမဖြစ်လဲဘာလို့တာတော့သေတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုလေးစဉ်းစားသိနေတာဘုန်းကြီးကဟုတ်လားဒါကြောင့်ဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာသေချာပေါက်သေရလိမ့်မယ်ဇာတောဒုက္ခနိဖုဒ္ဓတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာမသိမချင်းဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မယ်တွေ့ကြုံရလိမ့်မယ်ဒုက္ခဖြစ်တာကိုလည်းပဲအကြောင်းတရားရှာပြတာဘာကိုရှာပြတာဇာတိကိုပဲရှာပြတာကျတို့စဉ်းစားတော့အရှင်မပြေမှုတစ်ခုကိုဖြစ်လာတဲ့စိတ်ညစ်စရာစိတ်ဆင်းရဲတွေအမျိုးမျိုးပေါ့လေဟုတ်လားဒုက္ခတစ်ခုခုဖြစ်လာပြီဆိုရင်ငါလူဖြစ်လာလို့လူဒုက္ခတွေခံရတာဟဲ့လို့ကျတို့အဲ့လိုတွေးမိသလားမတွေးမိဘူးနော်သားသမီးပြောမကောင်းလို့ဒုက္ခဖြစ်တယ်ဆိုရင်ဒီကောင်းကိုကမိုက်လို့ဟုတ်လားသူ့ကိုပြောကောင်းအောင်သူ့ကိုမှန်အောင်ဘလို့လုပ်မလဲဆိုတာကိုပဲကြိုးစားဟုတ်လားစီဝါရေးအရှင်မပြေလို့ကျမ်းမာရေးမကောင်းလို့အမျိုးမျိုးဒုက္ခဖြစ်တယ်ဆိုလို့ရှိရင်ကျတို့နားလေတဲ့အကြောင်းတရားကအလွန်မှအပေါ်ယံဆန်တယ်လို့မဆိုနိုင်ဘူးလားအဲ့တော့ကျမ်းမာရေးမကောင်းတယ်ဆိုတာလေကျမ်းမာရေးမကောင်းเสียဘဝကြီးရထားလို့ကျမ်းမာရေးမကောင်းတာပဲလေဟုတ်လားဘယ်သူနဲ့ဆက်ဆက်ရေးမပြေလည်ဘူးဆိုတော့လေလူဆိုတာတယောက်တည်းဘဝကနေဖြစ်ပြီးတော့တယောက်တည်းပဲနေတဲ့အမျိုးမှမဟုတ်တာဟုတ်လားဒီလိုပဲအတိုင်းဝိုင်းနေကြတဲ့မှာဆက်ဆံเสียလိုအပ်တဲ့အနေအထားမျိုးမှာပဲလူဆိုတာရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်ဆက်ဆံရေးရလဲမလွဲမသွေကျွတ်တို့ဖြည့်ရှင်းရမယ်ပြဿနာကြီးတစ်ခုပဲပြောရလို့ရှိရင်လူဖြစ်လို့မပြေလည်တဲ့ဆက်ဆံရေးတွေကိုကျွတ်တို့ဟာရှင်ဆိုင်ရတာဒါပေမဲ့တစ်ခုတော့ရှိတာပေါ့ဟိုကဉာဏ်ရှိမယ်ဆက်ဆံရေးကိုအဆင်ပြေအောင်လုပ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအပေါ်ယံဒုက္ခဟာနည်းနိုင်တယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့လို့ तू ကအရင်ကမူလဘုဒ္ဓအလွန်မှအရေးပါတဲ့အကြောင်းတရားကိုပြောတာ तू ကဟုတ်လားဒါကြောင့်လူဘဝမှာတွေ့သမျှဒုက္ခတွေအကုန်လုံးဟာလူရင်လို့ဖြစ်လာလို့တွေ့ရတာလို့ तू ကအဲ့လိုပြောနေတာအဲ့ဒါကိုဘလောက်စိတ်ကနားလည်နိုင်မလဲလက်ခံနိုင်မလဲဒါဟာတရားဓမ္မတို့ရဲ့ဉာဏ်ကိုအကဲဆန်းနေတဲ့ဒေသနာတစ်ပုဒ်လို့ဘုန်းကြီးကဆိုခြင်းတယ်ဟုတ်လားဇာတတမရဏဟောတိလူရလို့ဖြစ်လာလို့သေရလိမ့်မယ်သေခြင်းတရားလူတိုင်းကြောက်ကျတို့သေခြင်းကိုသာကြောက်တာနော်သေခြင်းကိုဖြစ်စေတတ်တဲ့ဇာတိကိုကြောက်ရအောင်မှသိကိုမသိဇာတိကိုမကြောက်သေးသမျှဘယ်တော့မှကိုကြောက်တဲ့သေခြင်းတရားနဲ့ကိုနဲ့ဟာမလွတ်ဘူးတဲ့တိုးမှာဇာတိကိုမကြောက်ရင်သေခြင်းကိုကြောက်လဲကြောက်ရမရောက်ဘူးလို့ပြောခြင်းဟုတ်ရဲ့လားဇာတိကိုမကြောက်ရင်ဒုက္ခကိုကြောက်ရမရောက်ဘူးတို့ကဒုက္ခကိုတော့ကြောက်တယ်ဒါပေမဲ့ဒုက္ခကိုဖြစ်စေတတ်တဲ့ဇာတိကိုကြောက်ရအောင်မှမသိဘူးဟုတ်ပြီနော်ဇာတတမရဏဟောတိဇာတောဒုက္ခနိဖုဒ္ဓတိဗန္တံဝရံပရိကလေတံမွေးဖွားလာတဲ့အတွက်ကြောင့်အခက်မသိရင်နှောင်ဖွဲ့ခံရမယ်အချုပ်ခံရမယ်ထောင်ချခံရဗန္တံဆိုတာအဲ့ဒါကိုပြောတာဝရံရဲရဲဆက်ဆက်တတ်တာကိုခံရင်ခံရနိုင်တယ်ပရိကလေတံအလွန်ကြောက်မွဲ့ဖွယ်ရာကောင်းတဲ့ဘေးဆိုးအန္တရာယ်ဆိုးတွေနဲ့လည်းတွေ့ခြင်းတွေ့ရနိုင်တယ်ဒီတိပြင်းပြနော်လူရလို့ဖြစ်လာလို့သေချာပေါက်သေရလိမ့်မယ်ဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မယ်အခက်မသိလို့ရှိရင်အချုပ်ခံရတာအသက်ခံရတာဘေးဆိုးအန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်တွေ့ကြုံရတာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ပြောတာတတ္တမဇာတိနာရောစီဒါကြောင့်အဲ့ဒီဇာတိကိုငါမကြိုက်ဇာတိကိုမကြိုက်ခြင်းရဲ့အကြောင်းအဲ့လိုအကြောင်းပြရနော်အဲ့တော့ဒီဒေသနာတွေထဲမှာဘာကိုထင်ရှားတွေ့ရတော့ဆိုတော့တို့ဟာဘဝကိုမကြောက်သေးသမျှဒုက္ခကိုတို့ဟာကြောက်တယ်လို့ပြောတော့လည်းပဲကြောက်ရမရဘူးဘဝမလွတ်သေးသမျှဒုက္ခကမလွတ်ဘူးဆိုတာကိုမြင်ရတယ်ဟုတ်ပြီနော်